အခုလိုနေရာဒီမှာစီးပူစီအောင်ယောဂတွေတော်တော်များများဖြစ်ကြတယ်ဒီလိုစီးပူစီအောင်ဖြစ်ပြီးဆိုရင်ရေများများတောက်ရေများများတောက်ဆိုပြီးတော့အကြံပေးကြတယ်ကိုယ်တွေလည်းရေများများတောက်တယ်ဒါပေမဲ့စီးပူစီအောင်ကလုံးဝမတတ်တာဘူးရေထက်ကိုအရေးကြီးတဲ့အကြောင်းရင်း၃ချက်ကိုဆရာပြပြပါမယ်စီးပူစီအောင်ဖြစ်တာကရေငတ်တာကိုပဲဖြစ်စေတာမဟုတ်ဘူးကိုယ် temperature ဆိုတဲ့အရာတက်လာပြီးစီးလန်းကြောင်းတွေရောင်ရမ်းတာအဲ့တော့ကိုအရင်စစ်ဆေးကြည့်ရမယ်စီးသွားရင်ပူတာအပြင်စီးရောင်ကနောက်နေလားခဏသွားကျင်နေရလားဒါတွေက information လို့ခေါ်တဲ့ရောင်ရမ်းမှုရဲ့လက္ခဏာတွေပဲစီလန်းကြောင်းပိုးဝင်တာမဟုတ်ဘဲနဲ့တမန်စီပူစီအောင်အတွက်အိမ်မှာပဲအလွယ်တကူလိုက်လို့ရတဲ့နည်းလေးနှမျိုးကိုဆရာပေးခြင်းနဲ့ဇီယာစိတ်ကိုတညာလုံးရည်စင်လိုက်ပါအဲ့ဒီရေကိုမနှက်ကြရင်တောက်ပေးပါဒါမှမဟုတ်ကြောက်ဖျုံသီးကိုဘလန်ဒါနဲ့ကြိတ်ပြီးတော့ကြောက်ဖျုံသီးကြိတ်ရတောက်ခြင်းကလည်းစီလန်းကြောင်းရောင်ရမ်းမှုကိုအဓိကထိရောက်စွာတက်တာစေပါတယ်တတိယတစ်ချက်အနေနဲ့စီလန်းကြောင်းမှာအပူတွေအများများနေရင်ဆရာတို့တွေကဝမ်းမှန်စေတဲ့အရာစီးရွှင်စေတဲ့အေးစာတွေကိုဦးစားပေးပြီးစားပေးတင်ပါတယ်စီးပူခြင်းကိုတက်တာဖို့ရန်အတွက်ဆိုရင်ရောင်ရမ်းမှုကိုကြောက်အရင်ဆုံးလုပ်ရပါမယ်တဘာဝအပေအနေနဲ့စီးပလက်မနီဩကစူးကောင်းနဲ့ကန့်ချုပ်နေတွေကစီလန်းကြောင်းမှာရောင်ရမ်းခြင်းကိုအဓိကတက်တာစေပါတယ်စီချုပ်ခြင်းကိုအဓိကဖြစ်စေတဲ့ရေခဲရေတောက်တာစီအောင်ထားတာအပူအဆက်ငရုတ်သီးဒိန်ရင်းသီးစုပုတ်မြစ်ဓာရီကိုအထူးသဖြင့်ရှောင်ကျဉ်ရပါမယ်စီလန်းကြောင်းရောင်ရမ်းမှုတက်တာအောင်အဆုံးထိကြည့်ရှုပြီးကိုယ့်ရဲ့ကျန်းမာရေးကိုစနစ်တကျကာကွယ်စောင့်ရှောက်လိုက်ရအောင်